see two different paths to peace. Is it the comfort of the luxury massage chair or the discipline of walking barefoot for peace? Let's discuss. မင်္ဂလာပါ Tea Time to Talk ကနေပြီးတော့ပြန်လဲကြိုဆိုလိုက်ပါတယ် Tea Time to Talk ရဲ့ထုံးစံအတိုင်း coffee ဖြစ်ဖြစ်လက်ဖက်ရည်ဖြစ်ဖြစ်ဖြုတ်ပြီးကြပြီလားဒီနေ့ကျွန်တော်ပြောချင်တဲ့ခေါင်းစဉ်လေးကကြတော့ကျွန်တော်တို့နိုင်ငံမှာခေတ်စားနေတဲ့ trend တစ်ခုနိုင်ငံမှာခေတ်စားနေတဲ့ trend ဆိုတာကမ္ဘာမှာခေတ်စားနေတဲ့ trend နဲ့ကျွန်တော်တို့နိုင်ငံမှာဖြစ်နေတဲ့အကြောင်းတွေကိုရှင်ပြီးတော့ပြောပြချင်တာပေါ့နော်အခြားတော့မဟုတ်ဘူးတစ်ဖက်မှာက V8 engine နဲ့တရားရှာနေတဲ့အဖွဲ့နဲ့နောက်တစ်ဖက်ကတော့ခြေစလုံးသက်သားနဲ့ငင်းချမ်းကြီးကိုရှာနေတဲ့အဖွဲ့စီနှစ်ခုကိုနှိုင်းယှဉ်ပြီးတော့ပြောချင်တာခေါင်းစဉ်ကိုတော့ဘိန်းနဲ့ခြေထောက်လို့ပေးထားတယ်အင်္ဂလိပ်လိုဆိုရင်တော့ wheel and heel ပေါ့နော်ကဲစပြီးတော့ပြောလိုက်ကြအောင်ပထမဆုံးပြောချင်တာကကျွန်တော်တို့ရဲ့ idol ကြီးအကြောင်းပေါ့နော်ကျွန်တော်တို့ရဲ့ idol ဆိုတော့ကျွန်တော်တို့မြန်မာပြည်မှာရှိတဲ့ဆရာတော်ကြီးတွေပေါ့တွေ့ကြရတယ်မလားလမ်းပေါ်မှာအတန်တိတ်ပြီးတော့ငြိမ်နေအောင်သွားတဲ့ Alphard တွေ Land Cruiser တွေ Mercedes တွေ Benz တွေဟိုးတလောရအောင်ပါပဲနိုင်ငံခြားကကျွန်တော်တကယ်ချင်းတယောက်ကပြောသေးတယ်ဟိတ်ကောင်နဲ့အဲ့ဒီကားကြီးတွေကဘယ်တတိတွေစီးကြလဲတဲ့ကျွန်တော်ကပြန်ပြောလိုက်ရတယ်အဲ့ဒါတတိတွေစီးတာမဟုတ်ဘူးကွာလို့တန်တရားဟိုဆင်းရဲကနေလွတ်အောင်အမြန်မောင်းနေတဲ့ကိုရော်ရီရဲ့ကားလို့စဉ်းစားကြည့်ဗျာကားပေါ်မှာအဲကွန်းတွေကိုအေးစိတ်နေထိုင်ကုန်ကလည်းမဆက်ကပါသည်တကားတကမတွေကလည်းဆရာတော်ဗျာတက်တောင့်တက်တာကြွပါဆိုပြီးတော့တကားလေးကိုအပြေးလွှာပိတ်ပေးကြတယ်ကျွန်တော်တွေးမိတာတစ်ခုရှိတယ်ဗျဒီကားကြီးတွေကိုစီးရကတကယ်တော့သူတို့ရဲ့မာနတွေသူတို့ရဲ့ဇမက်လောဘတွေကြောင့်မဟုတ်တော့ဘူးလမ်းပေါ်မှာရှောက်လို့ရှိရင်မြေကြီးကပိုးမွှားလေးတွေကိုနင်းမိပြီးတေမှာဆိုလို့ခြေတော့မချတာဖြစ်နိုင်တယ်ဒါလည်းမေတ္တာတရားတစ်ခုပေါ့ပြီးတော့ကားကောင်းစားကြီးတွေစီးတယ်ဆိုတာကလည်းတကားတကမတွေရဲ့ငွေတွေကိုအလဟတ်မဖြစ်အောင်သူတို့ကတုံးပေးနေရတာဒါမှတကားတကမတွေကကုတူရမှာလေမဟုတ်ဘူးလားကဲ over တစ်ချမ်းကိုကြည့်လိုက်အောင် over တစ်ချမ်းမှာကြတော့ walk for peace တဲ့ဆရာတော်တွေခင်ဗျာအေးချမ်းလုံးတဲ့ရာသီဥတုထဲမှာသင်္ကန်းကြီးတွေတကားကားနဲ့သင်္ကန်းကိုလည်းကြည့်လိုက်အောင်ပြောရမယ်ဆိုရင်တော့ဆက်သင်္ကန်းတွေနဲ့လမ်းလျှောက်နေကြတာကြည့်လိုက်ရင်ဖက်နှက်ပါးပါးလေးတွေတချို့ဆိုလို့ရှိရင်ခြေပလာတွေနဲ့ကျွန်တော်ကတော့အံ့ဩတယ်ဗျာဟိုဘက်ကကားစီးတဲ့ဆရာတော်တွေကကားမှန်မဲကြီးတွေတက်ထားတော့အပြင်ကလူတွေပူတာအေးတာတွေကိုမမြင်ရဘူးဒီဘက်မှာလမ်းလျှောက်နေတဲ့ဆရာတော်တွေကြတော့အဲ့ဒီအပူဒဏ်တွေအေးဒဏ်တွေကိုကိုယ်တိုင်ခံစားနေရတာတကယ်တော့ဒါက challenge တစ်ခုများလားလို့ပေါ့ Iron Monk challenge လို့လည်းခေါ်မှာပေါ့လေဒါပေမဲ့ရေးစရာကောင်းတာဘာလဲသိလားလမ်းလျှောက်တဲ့ကိုယ်တော်တွေကိုကြည့်ပြီးပြည်သူတွေကမျက်ရည်တွေကျတာရုတွေခေါ်ကြတယ်ကားစီးတဲ့ကိုယ်တော်တွေကိုကြတော့ဟာဒီကားကြီးကသိန်းဘလောက်တန်တယ်ကွဒီကားကြီးကဘာမျိုးစားကွဆိုပြီးတော့ကားကြီးကိုတွက်ကြတယ်ခံမှန်းကြတယ်လောင်ရကြတယ်လူတွေကလည်းခက်တော့ခက်တယ်နော်လမ်းလျှောက်ရင်ကြည့်ပြီးကြည်ညိုကြတယ်ကားစီးရင်ကြတော့ဈေးတွက်ပြီးလောင်ရကြတယ်ဒီတော့ကျွန်တော်တို့နှိုင်းရှင်ကြည့်အောင်တစ်ဖက်မှာ horse power မြင်းကောင်ကြီးကိုအားကိုးတဲ့အဖွဲ့နောက်တစ်ဖက်မှာကြတော့ well power စိတ်ဓာတ်ကိုအားကိုးတဲ့အဖွဲ့တစ်ဖက်မှာက air con လေနဲ့အေးချမ်းမှုကိုရှာတယ်တစ်ဖက်မှာက air quality မကောင်းတဲ့ဖုံထူထူလမ်းမတွေပေါ်မှာငြိမ်းချမ်းရေးကိုရှာတယ်
ကျွန်တော်စဉ်းစားမိတာတစ်ခုကအကယ်၍များလမ်းမှာဒီနှစ်ဖွဲ့စုံသွားရင်ဘာဖြစ်ကြမလဲကားပေါ်ကကိုတော်တွေကပဲမှန်ချပြီးတော့ငါရှင်တို့ဘလို့လဲမောနေပြီလားလာကားကြုံလိုက်ခဲ့လေဆိုပြီးတော့မြန်ခေါ်မလားဒါမှမဟုတ်လမ်းလျှောက်တဲ့ကိုတော်တွေကတပည့်တော်တို့ကခြေလမ်းနဲ့ကုသိုလ်ယူနေတာပါဗျာဖျားကားကမြင်လွန်းတော့ကုသိုလ်ကနေနောက်မှကြံခဲ့မှာစိုးလို့မလိုက်တော့ပါဘူးပဲပြန်ပြောလိမ့်မလားနောက်ဆုံးအနေနဲ့ပြောရရင်တကယ်တော့ရေစရာပြောနေပေမဲ့ဒီမြင်ကွင်းကတော်တော်ကိုရုပ်ဆိုးတဲ့ပြရုပ်ကြီးနဲ့တကယ်ကိုစိတ်အေးချမ်းရတဲ့ပြရုပ်ကြီးနှစ်ခုကိုပေါင်းစပ်ထားတာတချို့ကငြိမ်းချမ်းရေးဆိုတာကိုတန်ဖိုးကြီးကြီးပေးဝယ်ရတဲ့ luxury item လို့ထင်နေကြပုံရတယ်ကားကောင်းစားကြီးတွေစီအဲကွန်ခန်းထဲမှာနေမှငြိမ်းချမ်းမယ်ထင်နေကြတယ်ဒါပေမဲ့တကယ်ငြိမ်းချမ်းရေးကတော့ဖုန်ထူထူလမ်းမပေါ်မှာချွေးတစ်လုံးလုံးနဲ့ရှောက်နေကြတဲ့ခြေလမ်းတွေထဲမှာရှိတာကိုကြာမေ့နေကြတယ်ကဲပရိသတ်ကြီးတို့ဘယ်ဖွဲ့မှာ join ကြလဲ V8 engine တန်းကိုနားထောင်ပြီးအဲကွန်ခန်းထဲမှာနေမလားခြေတံလေးတွေကိုနားထောင်ပြီးတော့တကယ်ငြိမ်းချမ်းရေးအစစ်ကိုရှာမလားကျွန်တော်ကတော့လောလောဆယ်ကားစီစီတွေကားဈေးတွေတက်နေလို့လမ်းပဲလျှောက်လိုက်အောင်ပဲဗျာကုလေးများလမ်းမှာတွေ့လိမ့်မလားလို့ပေါ့ပြောတာပြောရတယ်အခုလောက်ဆိုရင်ကျွန်တော်အတွက်ငရဲမှာစီအိုးပေါ်နေပြီလို့ပြောချင်တဲ့သူတွေကလည်းပြောနေကြအောင်ပါဗျကဲဒီနေ့တော့ဒီလောက်ပါပဲဗျာအားလုံးပဲစိတ်ဤချမ်းသာခြင်းကိုယ်ဤကျန်းမာခြင်းနဲ့ပြည့်စုံကြပါစေဘေးအန္တရာယ်မျိုးမျိုးမှကင်းဝေးကြပါစေ။ဒါထက်ကျွန်တော်ရဲ့ page လေးကို subscribe မလုပ်ရသေးဘူးဆိုရင်လည်း subscribe လေးလုပ်ပြီးသွားကြပါဦး။နောက်တစ်ပတ်မှပြန်တွေ့ကြတာပေါ့ဗျာ။